ဒီနေ့28ရက်တလ2026ရက်နေ့ကအတီးကျမတို့ခွဲခွာသွားတာ10လပြည့်တဲ့နေ့ပါဒီနေ့မှာအတီးအတွက်တတိတရ10လအနေနဲ့ကျမတို့အတီးပြောပြခဲ့တဲ့နိုင်ငံရေးပေါ်မှာထားတဲ့သူရဲ့စိတ်ထားနဲ့တော်လန်ရေးထဲမှာပါဝင်နေတဲ့သူတွေပေါ်ထားတဲ့သူရဲ့စိတ်ထားလေးကိုမှတ်တရအနေနဲ့တင်ပေးလိုက်တာဖြစ်ပါတယ်လမ်းချင်းတူရင်လူချင်းတွေ့မှာပါဆိုတဲ့စကားလိုပဲလေတကယ်တမ်းလမ်းချင်းတူတဲ့လူတွေစုံနေလို့တာများနေရလို့ထင်တာသိလားတကယ်တမ်းအတိုင်းတာတစ်ကမ္ဘာလုံးပေါ့ဒီမြန်မာနိုင်ငံတစ်ခုလုံးအခုတရားကြီးကိုဆင်နွှဲနေတဲ့လူအချင်းချင်းနဲ့ရှင်လို့ရှင်ငါလေးတို့ကတော်တော်ကိုလဲသေးရဲ့လက်တဆုပ်စာပဲရှိကိုရက်ွက်ထဲကိုပဲကြည့်လိုက်ကိုရက်ွက်ထဲမှာရှင်ဘတ်တူတဲ့သူမတွေ့ဘူးကိုတငယ်ချင်းအပေါင်းအသင်းထဲမှာလည်းရှာကြည့်လိုက်မတွေ့ဘူးအရင်ကအလုပ်ပေါ်ကင်ဘတ်တွေထဲမှာရှာကြည့်လိုက်တယ်မတွေ့ဘူးမှပါမလာကြဘူးကောက်ရုံးပြီးတော့ပဲလက်သုံးချောင်းထောင်ခဲ့တဲ့ဆန္ဒတွေထွက်ပြတယ်ဝတ်ကောင်းစားလာတွေနဲ့ရိုက်တင်ကြတယ်ပြီးကြတော့ခုချိန်ကျတော့ကြောက်တာလို့မပါရဲတာလို့နဲ့ဘသူ့မှာအဲ့တော့အပြစ်မတင်ဘူးမှအတိုင်းပဲလို့ရေရှည်မှာကိုလုံနိုင်တဲ့လောက်လုံနေလားဆိုလို့ရှင်မလုံနေချမလေးတို့ကတော့ဒါတက်နိုင်တဲ့ဘက်ကမှရကိုလုတ်ပေးနိုင်တဲ့လောက်လုတ်ပေးနေရတဲ့အတွက်လက်ကြလုံးနေဒီပါစကဲလုံးနေနဲ့မပြောချင်ဘူးမရဟုတ်တယ်မလားပါဝင်နိုင်တဲ့လောက်ပါဝင်နေမယ်လုံနိုင်တဲ့လောက်လုံနေမယ်ဒါအရေးကြီးတာပဲမရဘာမှမလုံနော်ကိုမလုံနိုင်ရက်ပလိုက်မယ်ဒါအမားတို့မခုနပြောတယ်လို့ပဲနော်ကိုလုံနိုင်တဲ့လုံမယ်မရဟုတ်တယ်မလားမလေးလဲဒါမုံလုံတာလဲတစ်ဖက်ကကုတ်ကိုအတွက်ကြိုးစားမယ်အခုဟာလည်းမလုပ်ဖက်လည်းမနေနိုင်ဘူးမလုပ်ဖက်လည်းမနေနိုင်ဘူးပါဝင်နေရှင်တဲ့ဒီအဲမှာကိုယ့်ရဲ့ဒါတနေ့စာကိုယ့်ရဲ့လောက်ရက်ကကိုယ့်သမိုင်းပဲလေနော်အမကိုရက်နေလဲကိုပဲသွားနေရလဲကိုပဲအမျိုးဆိုတော့ခါကြတော့အကြီးတွေတော့မပြောချင်ပါဘူးမရဲ့နော်ဟုတ်တယ်မလားတို့တွေပြီးသွားလို့အကျိုးခံစား권တွေဘာတွေဆိုတာဘာမှမရှိဘူးခေါင်းထဲမှာမရှိဘူးငြိမ်ချင်တဲ့အချိန်ကျတော့ပါဝင်စရာမလိုတော့တဲ့အချိန်ကျတို့တွေငြိမ်ပြစ်လိုက်ရုံပဲလေဟုတ်တယ်မလားဟုတ်လေအဖွားကြီးစာရေးဖတ်ပြီးတော့စကပုံနေနဲ့နိုင်အတာပရာမြပဲပေါ့နော်အမေစုလည်းအများကြီးတိဆောက်ခဲ့လို့အများကြီးဖြတ်တန်းခဲ့လို့သူရှင်းချက်နေရပေါ့နော်သူ့ရဲ့စကလုံးတွေကိုပဲကြည့်လိုက်ပါရပြောလို့ရှိရင်တော်လန်ရုပ်အကြောင်းပြုပြီးနာမည်တိဆောက်တာမျိုးတွေအရေးပါချင်တာတွေအဲ့ဒါတွေစိတ်တည်းများလာပေါ့နော်အရင်တော့ကိုကဘာကောင်းကြီးမှမဟုတ်ဘူးဒါပေမဲ့လို့အခုချိန်မှာအရေးတွေပါလာတယ်လူတွေကမြောက်စားကြတယ်ချစ်ကြတယ်အဲ့အတွက်ကြောင့်မလို့ငါပြောလိုက်ရင်တခွန်ပဲငါတင်လိုက်ရင်အဲ့ဒီအပေါ်မှာတာယာသွားတဲ့အခါကျလမ်းတွေလွဲကုန်ကြပါပေါ့နော်လမ်းလွဲတာမလွဲတာထက်ကိုပူလောင်မှုကိုစရှာလိုက်တယ်လို့ပြောလို့ရတယ်မာယာအဲကြောင့်မလို့ညီမလေးကတတိထားတယ်ဆိုတာအဲ့လိုမျိုး profile ပိတ်ထားရဲဆိုတာလည်းအဲ့လိုမျိုးပဲတကယ်တမ်းဒီတစ်ကောင်နဲ့ပဲသုံးတာကောင်နဲ့သုံးပြီး public သုံးပြီးတော့ share ပေးလို့ရတယ်လုပ်ပေးလို့ရတယ်ဒါပေမဲ့လို့လေကိုကအဲ့အပေါ်မှာတာယာလာမှာကိုဟုတ်ကြီးတွေချင်လာမှာတကယ်ကြတွေးကြည့်ရမှာဘာမှမဟုတ်ဘူးဒီလားကိုရိုင်းရလဲဘလောက်ပါဝင်နေလို့လဲသူများတွေနဲ့စားလို့ရှိရင်ဘာမှမဟုတ်ဘူးတတိပေါ်မှာတတိအမမနက်ကတတိပေးသလိုညီမလေးကအဲ့လိုမျိုးတတိပေးတာလေးတွေကိုသဘောကျတယ်ဘာလို့လဲဆိုတော့ခါတလေဘလို့ပဲလေကိုဘောင်းနေစီးထားပါစေခါလေကြရင်စိတ်ခံစားမှုနောက်ကိုလိုက်သွားတဲ့အခါရှိရလေစိတ်ခံစားမှုစားအဲ့လိုမျိုးပေါ့ပျော်နေသူတို့စကားကြီးပြောတယ်အဲ့လိုမျိုးတတိမထားတာပေါ့အမှန်တော့လူတယောက်ကကိုboundary ရှိနေဖို့ရည်ကြည်ရနော်ကိုချစ်တယ်မယ်အိတ်တာစားတာအဲ့လိုမျိုးလေးတွေနေသွားတယ်ဆိုလို့ရှိရင်စိတ်ချမ်းသာပါပဲမှာနှုတ်မို့ဆိုလို့ရှိရင်အမိုက်တွေလေပြောရလို့ရှိရင်သူများပြောသမျှတွေခေါင်းထဲမှာထည့်နေရတာသူများရဲ့မှတ်ချက်တွေသူများရဲ့အဲ့လိုမျိုးတွေထည့်နေပြီးတော့အဲ့ဒါကြာရှည်ရေရှည်မကောင်းပေါ်မှာရနော်စက်တလုံးဖုံးတလုံးလို့ပေါ့
reset ပြန်ချနေရမှာလေနိုင်ငံရေးကိုမလီတို့ကဒီတော်လိုင်းကြီးကြမှာထဲဝင်ဟိုစိတ်ဝင်စားလာတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဒီ kit တို့ BBC တို့ဆိုတာစီဖက်လို့ဆရာအကြောင်းလည်းမရှိသလိုစိတ်လည်းမဝင်စားဘူးပေါ့နော်လူတွေကလေသူကိုတမတ်ချက်နဲ့ကိုရဲ့ flow နဲ့ကိုနေကြတာမှန်တယ်မရခုနပြောသလိုတော်လိုင်းကြီးထဲမှာပါဝင်နေရမပါဝင်နေဘူးဆိုတာလေပါဝင်နေတဲ့လူတွေကိုညီမလေးကတော့တန်ဖိုးရှိတဲ့လူလို့သတ်မှတ်တယ်ဒီလားဘာလို့လဲဆိုတော့မပါဝင်လဲနေသားကြီးလေမဟုတ်တယ်မလားမပါဝင်လို့လဲဟင်းမပါဝင်ဘူးဆိုပြီးတော့ဘသူမှရိုက်နှက်ပြီးတော့ခေါ်နေရမှာမဟုတ်တာဒါပေမဲ့ပါဝင်နေတဲ့လူတိုင်းဟာတန်ဖိုးရှိရဲ့ညီမလေးတော့မြင်တယ်ကိုအသိစိတ်တဲ့နဲ့ကိုပါဝင်နေကြရလေဒုက္ခတွေခံပြီးတော့ပါဝင်နေကြတာမရ